အားလုံးပဲမင်္ဂလာပါနောက်ပိုင်းရက်တွေမှာလူမှုကွန်ရက်ပေါ်နဲ့ပြည်သူတွေကြားထဲတရင်ကြီးသွားခဲ့တဲ့အကြောင်းအရာတစ်ခုကတော့အောင်စပူရုပ်သရက်ပေါ်လာဆွဲခံလိုက်ရတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်မြို့ပြရဲ့မြေရတဲ့စိုးရိမ်မှုတွေကြားမှာတမန်ပြည်သူတယောက်လိုလှူရှားသွားလာနေရင်ကနေအခုလိုရုပ်သရက်ဖက်စီခေါ်ဆောင်ခြင်းခံလိုက်ရတာဟာညစ်ဆက်သူတွေရဲ့ပြည်သက်တွေအတွက်တော့ကြီးမားတဲ့တုံ့လောက်ချောက်ချမှုကိုပေးစွမ်းခဲ့ပါတယ်ဒီဖြစ်စဉ်ဟာရိုးရိုးရှင်းရှင်းတရင်တပုံမဟုတ်ပဲဒီနေ့ခေတ်လူငယ်တွေနဲ့မိသားစုတိုင်းရင်ဆိုင်နေရတဲ့နေစဉ်ဘဝရေးစိုးရိမ်ထိတ်လန့်မှုကိုအထင်သာပေါ်လွင်စေခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ပြည်စံဖြစ်ပေါ်ခဲ့တဲ့နေ့ကအောင်စပူဟာထုံးစံအတိုင်းမိသားစုနဲ့ဝန်စာအတွက်တမန်နေရဲ့တနေ့လိုပန်သွာလာလှရှာနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လန်တဝမ်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ရုပ်တရက်ကြုံတွေ့ခဲ့ရပြီးစစ်ဆေးမြင့်မြတ်မှုတွေပြုလုပ်ခဲ့ရမှာအခြေအနေတွေဟာမထင်မှတ်ထားပဲပြောင်းလဲသွားခဲ့ပါတယ်။မိသည့်တရားဝအကြောင်းပြချက်မှာတေချာစွာမရှိပဲရင်ပေါ်တို့အတန်အာသမာသွေးတန်ခံလိုက်ရပြီးနောက်နိစ္စရာစကြောင်းရေးတို့မဟာတက်စခန်းတစ်ခုတို့ခေါ်ဆောင်ခြင်းခံခဲ့ရတာပါအခုလိုဖြစ်သွားတာဟာစကန်ပိုင်းအတွက်မှာပဲပြည်သူတွေအနေနဲ့လည်းဘာမှဝန်ရောက်ကူညီနိုင်ခြင်းမရှိပဲထိတ်လန့်တကြားကြည့်ရှုခဲ့ကြရပါတယ်အောင်စပူဖန်စီခေါ်ဆောင်ခံလိုက်ရတာကြောင့်တရင်ကြချင်းမှာပဲမိသားစုဝင်တွေနဲ့နှိစက်နေသူတွေဟာအလွန်အမင်းပူပန်ခဲ့ကြရပါတယ်သူဘယ်နေရာကိုရောက်ရှိနေလဲကျမရဲ့အခြေအနေဘယ်လိုရှိလဲဘာကြောင့်အခုလိုဖန်ခံလိုက်ရတာလဲဆိုတာကိုသိရှိနိုင်ဖို့သက်ဆိုင်ရာနေရာအသီးသီးကိုလိုက်လံစုံစမ်းရှာဖွေခဲ့ကြပေမဲ့တရင်အစအနတ်မှန်ကိုရရှိဖို့အလွန်ပင်ခက်ခဲခဲ့ပါတယ်ခေါ်ဆောင်ခံရပြီးနောက်ပိုင်းကြုံတွေ့ခဲ့ရတဲ့ PR တွေရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပပဆိုင်ရမှုတွေဟာခံမှန်းလို့ပဲမရနိုင်ပဲမိသားစုဝင်တွေအတော်ငိုကြွေးပူဆွေးမှုတွေနဲ့အတူမျောလင့်ချက်မဲ့တယ်လို့ခံစားခဲ့ကြရတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာအောင်စပူတယောက်တည်းရန်ဆိုင်ခဲ့ရတဲ့ကိစ္စမဟုတ်ပဲလက်ရှိမြန်မာနိုင်ငံရဲ့နေရာတရအတော်များများမှာညစ်စင်နဲ့အများဖြစ်နေတဲ့ပေါ်ရဆွေးမှုများအတန်အာရမဆဝတ်ဆန်ခိုင်မှုများရဲ့ပြကွက်တစ်ခုလည်းဖြစ်ပါတယ်။လမ်းပေါ်မှာတွာလာနေရတဲ့လူငယ်တွေအိမ်ထောင်ရှင်တွေဟာမနေ့ပိုင်းအိမ်ကနေထွက်သွားရင်ညနေပေကန်ကန်နဲ့ပြန်ရောက်ပါမလားဆိုတဲ့စိုးရိမ်စိတ်နဲ့အမြဲတမ်းရှန်တဲ့နေကြရပါတယ်။အောင်စပူရဲ့ဖြစ်စဉ်ကလည်းအခုလိုအခြေအနေဆိုကြီးကိုထက်မှန်မိမောင်းထုတ်ပြသလိုက်တယ်လို့ဖြစ်သွားခဲ့ပြီးပြည်သူတွေကြားမှာပဲပုံမတတိထားသွားလာကြဖို့တတိပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အောင်စပူအတွက်နှိစက်တူတွေနဲ့အများပြည်သူရဲ့စိုးရိမ်ပူပန်မှုတွေကုညီဆောင်ရွက်ပေးမှုတွေကြောင့်အခြေအနေတစ်ခုတော့ရောက်ရှိလို့လာခဲ့ပါတယ်။ဒီဖြစ်ရပေးခဲ့တဲ့စိတ်တရားကတော့အလွေတကူပျောက်ကွယ်သွားမယ်မဟုတ်ပါဘူး။နောက်ဆုံးမှာတော့အောင်စပူအတွက်နှိစက်သူတွေနဲ့အများပြည်သူရဲ့ပူပန်မှုတွေကုညီဆောင်ရွက်မှုတွေကြောင့်အခြေအနေတစ်ခုတော့ရောက်ရှိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့မိဘပြည်သူများနဲ့လူငယ်များအနေဖြင့်အပြင်ထွက်သွားလာရသွင်းတတ်နိုင်သမျှတတိပြုကြရင်အုပ်စုပွဲတွာလာကြရင်လည်းလိုအပ်သည့်တတေခံကပြားများကိုအမြဲတမ်းဆောင်ထားကြရဲ့အရေးကြီးလာပါတယ်။အောင်စပူရဲ့ဖြစ်ရမှန်သည့်အန်ဒီယေကိန်းရှင်းစွာဖြင့်နေစဉ်ဘဝကိုကြော်ဖြတ်နိုင်ကြပါစေကြောင်းနဲ့ပေးကမ်းကြပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ရပါတယ်။